အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ပေးမှာတော့ဒါအခုလာမဲ့တရက်17လ2025အတွက်เนาะထိတ်လက်ပိတ်နဲ့သတိတီအကြိုက်ဆုံးကဏ္ဍလေးတွေကျွန်တော်ရွေးပြီးတော့တင်ပေးသွားမှာပါเนาะကျွန်တော်တို့ပထမအဆုံးအနေနဲ့ကျွန်တော်တို့ဒီထိတ်စီးယူတဲ့ site လေးကျွန်တော်တို့ကြည့်အောင်ဗျာเนาะထိတ်စီးယူတဲ့ site လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်အောင်8နဲ့3ညနဲ့ကိုလမ်းပေါင်းမယ်เนาะ8နဲ့3ညနဲ့လမ်းပေါင်းတော့ကျွန်တော်တို့က8ရတယ်ဗျ8ရဲ့ပါဝါကကျွန်တော်တို့3เนาะ3လို့ယူလိုက်မယ်အဲ့မှာ3ကအဲ့ဒီ3ကကျွန်တော်တို့ဒီမှာ35နဲ့ကိုတပင်ကျော်ပြီးတော့တစ်ခွက်ကျော်ပြီးတော့ကြည့်လိုက်မယ်เนาะ39နဲ့ဆိုပြီးတော့ဒီမှာ3ထိပ်နဲ့ဆင်းလာတာကိုတွေ့ရတယ်ဗျာเนาะအဲ့တော့ကျွန်တော်ကမှတ်လိုက်မယ်ထိပ်စီးနေရာမှာ3ပေါ့เนาะဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ပင်ဆက်ကြည့်အောင်เนาะနောက်တစ်ပင်မှာဆိုလို့ရှိရင်ဒီက9နဲ့4နဲ့လမ်းပေါင်းမယ်เนาะ9နဲ့4နဲ့လမ်းပေါင်းတော့ကျွန်တော်တို့က3ရတယ်ဗျ3ရဲ့ပါဝါက8ပေါ့เนาะအဲ့8ကဒီမှာ3နဲ့4ကိုကျွန်တော်တို့တစ်ခွက်ကျော်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ15နဲ့ဆိုပြီးတော့ကျွန်တော်တို့8ထိပ်စီးဆင်းလာတာကိုတွေ့ရတယ်เนาะအဲ့တော့ကျွန်တော်ကဒီထိပ်စီးနေရာမှာ8လို့ယူလိုက်မယ်เนาะဟုတ်ပြီကျွန်တော်တို့နောက်တစ်ပင်ဆက်ကြည့်အောင်เนาะနောက်တစ်ပင်မှာဆိုလို့ရှိရင်ဒီက9နဲ့6နဲ့ကိုလမ်းပေါင်းမယ်เนาะ9နဲ့6နဲ့လမ်းပေါင်းတော့ကျွန်တော်တို့က1ရတယ်ဗျ1ရဲ့ပါဝါက6เนาะ6ကိုယူလိုက်မယ်အဲ့ဒီ6ကဒီမှာ356ကိုကျွန်တော်တို့တစ်ခွက်ကျော်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်646ဆိုပြီးတော့အဲ့မှာ6ထိပ်ဆင်းလာတာကိုတွေ့ရတယ်ဗျเนาะအဲ့တော့ကျွန်တော်ကဒီထိပ်စီးနေရာလေးမှာကျွန်တော်က6လို့ယူလိုက်မယ်เนาะဟုတ်ပြီကျွန်တော်တို့အခုလာမဲ့ပင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်အောင်4နဲ့9နဲ့ပေါင်းအောင်ပါဗောနော်အခုလာမဲ့ပင်မှာဆိုလို့ရှိရင်4နဲ့9နဲ့ပေါင်းတော့ကျွန်တော်တို့က1ရတယ်ဗျ1ရဲ့ပါဝါကကျွန်တော်တို့6ပေါ့နော်အဲ့တော့ကျွန်တော်ကထိပ်စီးနေရာမှာကျွန်တော်6လို့ယူလိုက်မယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုလာမဲ့ပင်မှာဆိုလို့ရှိရင်ဒါထိပ်စီး6ပေါ့နော်ကဲဟုတ်ပြီထိပ်စီးပြီးသွားပြီဆိုတော့ကျွန်တော်ဒီအပိတ်ယူတဲ့ site လေးကျွန်တော်တို့ကြည့်အောင်ဗျာနော်အပိတ်ယူတဲ့ site လေးမှာဆိုလို့ရှိရင်ဒီက3ညရဲ့9ရဲ့ဒီတိုင်းပေါင်းမယ်နော်9ရဲ့9ရဲ့3ညရဲ့9ရဲ့ပေါင်းတော့ကျွန်တော်တို့က4ရတယ်ဗျာနော်4ရဲ့နှက်ခတ်ကကျွန်တော်တို့2ဆိုတော့အဲ့မှာအောက်မှာ2ရေးလိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ပင်ဆက်ကြည့်အောင်နော်နောက်တစ်ပင်မှာဆိုလို့ရှိရင်4ရဲ့6ရဲ့ဒီတိုင်းပေါင်းပါပါနော်2 4ရဲ့6ရဲ့2ရဲ့ပေါင်းတော့ကျွန်တော်တို့က2ရတယ်ဗျ2ရဲ့နှက်ခတ်ကကျွန်တော်တို့4ဆိုတော့4ကိုယူလိုက်မယ်နော်ဒါအပိတ်နေရာမှာကျွန်တော်ပြပေးထားရေးပေးထားတာပါဟုတ်ပြီကျွန်တော်တို့နောက်တစ်ပင်ဆက်ကြည့်အောင်နောက်တစ်ပင်မှာဆိုလို့ရှိရင်9ရဲ့6ရဲ့9ရဲ့ပေါင်းတော့ကျွန်တော်တို့က6ရတယ်ဗျ6ရဲ့နှက်ခတ်ကကျွန်တော်တို့9ဆိုတော့9ကိုယူလိုက်မယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုလာမဲ့ပင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်အောင်ဒီက9ရဲ့8ရဲ့9ရဲ့လိုင်းပေါင်းပါဗောနော်9ရဲ့8ရဲ့9ရဲ့ပေါင်းတော့ကျွန်တော်တို့က4ရတယ်ဗျ4ရဲ့နှက်ခတ်ကကျွန်တော်တို့2ဆိုတော့အောက်မှာ2ကိုရေးလိုက်မယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကထိပ်စီးနဲ့အပိတ်အတွဲလေးရတော့ရသွားပြီနော်ဒီအတွဲလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ3 4တွဲရှိမယ်3နဲ့တွဲရှိမယ်3နဲ့တွဲမှာရှိမယ်2တွဲရှိမှာပေါ့နော်3 4 3နဲ့တွဲမှာဆိုလို့ရှိရင်ဒီမှာ3နဲ့အတွဲဆင်းသွားတာကိုတွေ့ရတယ်ဗျာနော်ဟုတ်ပြီနောက်တစ်ပတ်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ8နဲ့8 4နှစ်တွဲမှာဆိုလို့ရှိရင်ခဏတော့ကကျွန်တော်တို့ဒီမှာ3နဲ့အတွဲဆင်းသွားတယ်နော်ဒီ8နဲ့8 4အတွဲမှာဆိုလို့ရှိရင်ဒီမှာ15နဲ့ဆိုတော့ဒီမှာ8နဲ့အတွဲဆင်းသွားတာကိုတွေ့ရတယ်ဗျာနော်ဟုတ်ပြီနောက်တစ်ပတ်မှာကြည့်မယ်ဆိုရင်ဒီမှာ6669အတွဲပေါ့နော်6669အတွဲမှာဆိုလို့ရှိရင်ဒီမှာ646ဆိုပြီးထွက်တော့ဒီမှာ66အတွဲကျွန်တော်တို့ဆင်းသွားတာကိုတွေ့ရတယ်ဗျာနော်ဟုတ်ပြီ
အခုလာမဲ့ဘယ်မှာဆိုလို့ရှိရင်လဲကျွန်တော်တို့ကဒီမှာ2တွဲရထားတယ်နော်6ထိပ်4ပိတ်က1တွဲ6ထိပ်ဒီမှာ2ပိတ်က1တွဲ2တွဲရှိတယ်နော်ကင်ဟုတ်ပြီကျွန်တော်တို့ဒါဆိုလို့ရှိရင်ထိပ်စီးနဲ့အပိတ်ကရသွားပြီဆိုတော့ကျွန်တော်တို့အပိတ်ယူတဲ့ခါးလေတိုင်းယူတဲ့ site လေးကျွန်တော်တို့ကြည့်အောင်ဗျာနော်ခါးလေတိုင်းယူတဲ့ site လေးမှာဆိုလို့ရှိရင်เนาะကျွန်တော်က break site လေးနဲ့ချုပ်ပြီးတော့ပြပေးသွားမယ်เนาะဟုတ်ပြီကြည့်အောင်ဒီမှာဆိုလို့ရှိရင်ကြည့်အောင်3ညနဲ့9နဲ့ကိုလန့်ပေါင်မယ်เนาะ3ညနဲ့9နဲ့လန့်ပေါင်တော့ကျွန်တော်တို့က9ရတယ်9ရဲ့ပါဝါ4ပေါ့เนาะအဲ့မှာ4မှာဆိုလို့ရှိရင်ဒီမှာ39နဲ့ဆိုပြီးတော့ကျွန်တော်တို့35နဲ့ကိုတစ်ခွက်ကျော်ပြီးတော့ကြည်လိုက်မယ်เนาะ39နဲ့ဆိုပြီးတော့အဲ့မှာ4 break ဆင်းသွားတာကိုတွေ့ရတယ်ဗျအဲ့ဒီမှာကျွန်တော်တို့4 break ရတယ်ဆိုလို့ရှိရင်4 break ဖြစ်ဖို့ဆိုလို့ရှိရင်ဒီမှာ3ရယ်4ရယ်ပေါင်းတော့ကျွန်တော်တို့ကခွန်ပေါ့เนาะခါးလေတိုင်းနေရာမှာကျွန်တော်တို့ကဒီခွန်ထဲလိုက်မှာကျွန်တော်တို့ကဒါ4 break ရမှာပေါ့เนาะဒီနေရာမှာဆိုလို့ရှိရင်3နဲ့အတွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့က6လို့ထည့်လိုက်မှာကျွန်တော်တို့က4 break ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဒါ4 break ရအောင်ကျွန်တော်ခါးတဲ့တိုင်းကိုယူလိုက်တာပါနော်ဟုတ်ပြီကျွန်တော်တို့နောက်တစ်ပင်ကြည့်ရအောင်နော်နောက်တစ်ပင်မှာဆိုလို့ရှိရင်4နဲ့6နဲ့လမ်းပေါင်းမယ်နော်4နဲ့6နဲ့ပေါင်းတော့ကျွန်တော်တို့က3ညရတယ်ဗျ3ညရဲ့ပါဝါက9အဲ့မှာ9ဆိုတော့ကျွန်တော်တို့ဒီမှာကြည့်လိုက်မယ်15နဲ့ဆိုပြီးတော့ကျွန်တော်တို့အဲ့မှာ9 break ဆင်းသွားတာကိုတွေ့ရတယ်ဗျနော်9 break ရဖို့ဆိုလို့ရှိရင်ဒီမှာ8နဲ့ပေါင်းတော့30ဆိုတော့ကျွန်တော်တို့ဒီခါးလေတိုင်းနေရမှာကျွန်တော်တို့ဒါ9ဖြစ်ရမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့8 4ပေါင်းတော့12ဆိုတော့ကျွန်တော်တို့9 break ဖြစ်ဖို့ဆိုရင်ဒီမှာကျွန်တော်တို့3ထည့်ရမှာပေါ့နော်ဟုတ်ပြီကျွန်တော်တို့နောက်တစ်ပင်ဆက်ကြည့်အောင်နော်နောက်တစ်ပင်မှာဆိုလို့ရှိရင်ဒီက9နဲ့6နဲ့ကိုပေါင်းမယ်နော်9နဲ့6နဲ့ပေါင်းတော့ကျွန်တော်တို့က1ရတယ်1ရဲ့ပါဝါ6အဲ့6ကဒီမှာ646ဆိုပြီးတော့ကျွန်တော်တို့6 break ဆင်းလာတာကိုတွေ့ရတယ်ဗျာနော်ဒီမှာ66အတွဲရှိတယ်6 break ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကခါးလေတိုင်းနေရာမှာကျွန်တော်တို့ကဒါ4ထည့်ရမှာပေါ့နော်ဒီမှာ69တွဲ6နဲ့9နဲ့ပေါင်းတော့9ကျွန်တော်တို့6 break ဖြစ်ဖို့ဆိုလို့ရှိရင်เนาะဒီနေရာမှာ1ဖြစ်ရမှာပေါ့เนาะဟုတ်ပြီကျွန်တော်တို့အခုလာမဲ့ဘင်အတွက်ကျွန်တော်တို့ကြည့်အောင်ဗျာเนาะအခုလာမဲ့ဘင်မှာဆိုလို့ရှိရင်9နဲ့10နဲ့ကိုပေါင်းမယ်เนาะ9နဲ့10နဲ့ပေါင်းတော့ကျွန်တော်တို့က9ရတယ်ဗျဟုတ်တယ်เนาะ9နဲ့10နဲ့ပေါင်းတော့ကျွန်တော်တို့က9ရတယ်9ရဲ့ပါဝါ3ညပေါ့နော်3ည break ဖြစ်ရမှာပေါ့အခုလာမဲ့ပင်ကဒီမှာကျွန်တော်တို့ကြည့်အောင်6ရယ်4ရယ်ပေါင်းတော့3ည break ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခါးလေတိုင်းနေဟာမှာကျွန်တော်တို့က3ညထည့်ရမှာပေါ့နော်ဒါမှကျွန်တော်တို့6 3ည4ဆိုတဲ့ဒါ3ည break ဖြစ်မှာဟုတ်ပြီနောက်တစ်တွဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်6ရယ်2ရယ်ပေါင်းတော့8 3ည break ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်ကခါးလေတိုင်းနေဟာမှာကျွန်တော်နှစ်ထည့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့အခုလာမဲ့ပင်မှာဆိုလို့ရှိရင်နှစ်ကွက်ရှိတယ်ဗျာနော်6 3ညာ4 6နဲ့နဲ့ဒါဒီနှစ်ကွက်ထဲကဘယ်ကနန်းဆင်းလာမလို့ဆိုတာတော့ဒါကျွန်တော်တို့အခုလာမဲ့ဘက်ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်ဒါအခုကျွန်တော်ဒီနေ့တင်ပေးတာကအခုလာမဲ့တရက်17လ2025အတွက်ဒါကျွန်တော်တွေ့တဲ့ site လေးကိုကျွန်တော်တင်ပေးတာပါဗျာနော်ကျွန်တော်မိတ်ဆွေတွေအနေနဲ့လည်းအကြိုက်တူလို့ရှိရင်ယူသုံးပါเนาะ like ကစားလို့ရပါတယ်ကျွန်တော်ရဲ့ဒီ channel မှာဆိုလို့ရှိရင်အခုလိုမျိုးချက်ကနန်းလာလေးတွေဒါထွက်ဖို့လဲရာဂိုင်နှုန်းလဲကောင်းတယ်အလားလာလဲကောင်းတဲ့ကနန်းလေးတွေဆိုလို့ရှိရင်ကျွန်တော် site လေးတွေလည်းလှတယ်ဆိုလို့ရှိရင်ကျွန်တော်ရွေးပြီးတော့တင်ပေးသွားတာပါเนาะကျွန်တော်ရဲ့ဗီဒီယိုခုမှဝင်ကြည့်တဲ့မိတ်ဆွေတွေအနေနဲ့ကလည်းကျွန်တော်နောက်တင်မဲ့ဗီဒီယိုလေးတွေကိုအများအားတွေ့ရအောင်ကျွန်တော်ရဲ့ channel ကို subscribe ဆိုတဲ့ button လေးကိုနှိပ်ပြီးတော့ဘေးက notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့တောင်းဆိုပါတယ်ဗျာနော်။ကဲကျွန်တော်တို့နောက်ဗီဒီယိုတွေကြမှာပြန်တွေ့ကြမယ်နော်။